မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တာတော်ဟော်တယ်ကိုစီဖြစ်ပါတယ်ကျွန်တော်ကနေ့ဟောကြားပေးမှာကပေါ့နော်ဒီစနေသားသမီးများအတွက်မြန်မာနှစ်တစ်တာတာတော်ကံကြမ္မာလေးကိုဖတ်ကြားပေးမှာဖြစ်ပါတယ်ခင်ဗျအဲ့ဒီတော့စနေသားသမီးလေးတွေကဒီနှစ်ထဲမှာကပေါ့နော်ပြောရမယ်ဆိုရင်အလှကြီးတန်ကြီးတွေပေးရမယ်ကောင်းတာလေးတွေကိုပဲကျွန်တော်ရင်ပြပြောလိုက်အောင်အလူကြီးတန်ကြီးတွေပေးရတာမျိုးလေးတွေကြုံပြီးတော့မိမိပေါ်မိမိစိတ်တိုင်းကြပုံဖော်ထုစစ်နိုင်မယ်နှစ်တစ်နှစ်လို့ပြောလို့ရပြီးတော့ကြတော့ပေါ့နော်မိမိဆုံးရှုံးသွားပြီးမိမိမရရှိနိုင်တော့ဘူးလို့ထင်ရတဲ့အခွင့်အရေးလေးတွေနောက်တစ်ခါပြန်ရတာမျိုးလေးတွေကြုံမယ်လက်လွန်ထားတဲ့ငွေကြေးလေးတွေပြန်ပြီးတော့ရမယ်နော်ဒီထဲမှာကစနေသားသမီးလေးတွေကတခုရှိတာကပေါ့နော်သူတည်းရှိလာပိုင်းထဲမှာတော်တော်လေးကူးဆိုင်ပြီးဖို့လိုတယ်အလုံးနဲ့ပတ်သက်ပြီးတော့စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတာမျိုးလေးတွေကြုံတာမျိုးလေးတွေပဲဖြစ်မိသားစုကြောင့်ပဲဖြစ်စိတ်မွန်းချက်စရာလေးတွေများတာမျိုးလေးတွေကြုံတာပဲဖြစ်လူမှုဆက်ဆံရေးပိုင်းမှာမိမိနဲ့အများနဲ့မတူဘဲနဲ့မိမိတယောက်တည်းကွဲထွက်နေတာမျိုးလေးတွေကြုံရမယ်ဗျာရှစ်လပိုင်းထဲမှာတော့တော်တော်လေးလို့ပြောရမလို့ဆိုတော့နည်းနည်းလေးဒီအလုပ်ကိုင်းစီးပွားရေးလူမှုရေးဒီဟာလေးတွေကရှစ်လပိုင်းထဲမှာနည်းနည်းလေးစိုးနေတဲ့အနေအထားမျိုးလေးတွေမှာကြုံမယ်နောက်တစ်ခုကကြတော့စနေသားသမီးလေးတွေကဒီနေ့ထဲမှာက10ကနန်း3ကနန်း1ကနန်းဒီကနန်းလေးတွေကကံကောင်းစေတဲ့ကနန်းလေးတွေဖြစ်ပြီးကံကောင်းစေတဲ့အရောင်ဆိုရင်တော့အပြာမိုးပြရောင်ပေါ့မိုးပြရောင်အစိမ်းရောင်မိကိုမှိုင်းရောင်ဒီရောင်လေးတွေကကံကောင်းစေတဲ့ရောင်လေးတွေထဲမှာပါတယ်ခင်ဗျငွေကြေးနဲ့ပတ်သက်ရင်ခွန်ကနန်းဒီကနန်းနဲ့ပတ်သက်တဲ့ငွေကြေးလက်လောက်ပါလေးတွေဝင်မယ်နော်ပြီးတော့ကြတော့ကျမ်းမာရေးနဲ့ပတ်သက်ရင်နော်ဒီစနေသားသမီးလေးတွေကရေနဲ့ရေချိုးမှားတာလေးတွေပါလေးတွေကြောင့်အပူရှက်တာအေးမိတာလေးတွေဖြစ်တတ်တယ်လို့အစဒီနောက်တစ်ခုကကြတော့ပေါ့နော်ရင်နဲ့ပတ်သက်ပြီးတော့ထိခိုက်ထိုင်ရလေးတွေကြုံလိမ့်မယ်ဒီနှစ်ထဲမှာစနေသားသမီးလေးတွေမိမိရဲ့ကံတွေကိုကောင်းစေခြင်းနဲ့မိမိကကံတရားရဲ့ထောက်ပံ့လေးတွေရစေခြင်းနဲ့ဆိုရင်ဘာလို့အဆင်ပြေခြင်းနဲ့ဆိုရင်တာရဏသောလက်မင်းကြီးလေးပါကိုအမြဲတမ်းမေတ္တာပို့အမျှဝေပေးပြီးတော့ကြတော့ပေါ့နော်လောကပါဠတရားနှစ်ပေါက်အမြဲတမ်းလက်ကင်ထားပါဆိုပြီးတော့ပြောထားတာလေးတွေရှိတယ်ဗျပြီးရင်နော်ဒီမိုးနတ်သားရေနတ်သားလေနတ်သားဒီလိုမျိုးဒီနတ်မင်းတွေကိုပေါ့နော်ဒီ31ပုံမှာကျင်လဲကြတဲ့နတ်ဒီဝါအပေါင်းကိုပေါ့နော်နတ်ဒီဝတာအပေါင်းလူရတတိစံဒီစသဖြင့်ပေါ့နော်ဒီနတ်ဒီဝတာအပေါင်းကိုမေတ္တာပို့မျှဝေတာလေးတွေတောက်လျှောက်လုပ်ပေးဖို့လိုတယ်နောက်တစ်ခါစနေသားသမီးလေးတွေကယုံကြည်ရှိမရှိတော့မသိဘူးဒီကံမှာမြင်တဲ့ဟာကြီးပြောရမယ်ဆိုရင်ပေါ့နော်မိမိဘဝမိမိရဲ့မိသားစုတွေကဆုံးပါသွားပြီဖြစ်တဲ့ထဲကအမျိုးသမီးပေါ့နော်အကြီးကဲတယောက်ပေါ့နော်ဝိညာဉ်ဒါမှမဟုတ်သူကနေပြီးတော့မိမိကိုရေးတကြီးလိုက်လံစောင့်ရှောက်ကြည့်ရှုနေတာမျိုးလေးတွေရှိတယ်ဒီနေ့ထဲမှာမိမိကိုလမ်းမရောက်မှစိုးရင်တကြီးနဲ့ပေါ့နော်မိမိရဲ့မိသားစုတွေဆွေမျိုးတွေကဆုံးပါသွားတဲ့အမျိုးသမီးတယောက်ရှိခဲ့မယ်အဲဒီမျိုးသမီးမိမိကိုအများအားစောင့်ရှောက်ပေးနေတာမိမိနဲ့အနီးကပ်စောင့်ရှောက်ပေးနေတာမျိုးလေးတွေကြုံရမယ်ဒါကျွန်တော်ကဘယ်လိုပြောကြောက်ခုပြောတာမဟုတ်ဘူးကောင်းတဲ့ချက်ကလေးကိုကျွန်တော်ရွေးပြောတာဖြစ်တယ်ခင်ဗျနောက်တစ်ခုကကြတော့စနေသားသမီးလေးတွေကဒီနှစ်ထဲမှာကပွဲလန်းသမီးလေးတွေနဲ့ပတ်သက်ပြီးတော့ပြောပါတောက်စားလေးတွေနည်းနည်းလေးရှော့ပြီးအန်ဒီရလေးတွေကြုံရတတ်လို့မလို့ပါခင်ဗျအဲဒီတော့ကြတော့ဘောနော်ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေများနော်တစ်နှစ်တာလုံးမှာစိတ်သွားတိုင်းကိုပါလို့သမျှတောင်းတိုင်းတာတိုင်းပြည့်ကျန်သမျှအောင်ဆောင်းသမျှမြောက်ကြပါသေးလို့ကျွန်တော်ကဆူတောင်းပေးပါတယ်ခင်ဗျကျွန်တော်တို့တဦးချင်းစီတားတော့မီးလို့သူများလည်းပဲကျွန်တော်ဖော်ပြပါဗီဒီယိုမှာဖော်ပြထားတဲ့ဖုန်းနံပါတ်ကလေးကနေဆက်သွယ်ပြီးတော့တားတော့လေးတွေမေးမြန်းလို့ရပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ご覧いただきありがとうございます。Thank you very much.